တန်ဖိုးငွေကြေးဥစ္စာဘာကြွယ်ဝချမ်းသာမှုတစ်ခုမှမရှိတဲ့ဒီမီးဖို့ကြောင့်ရဲ့နောက်ွယ်မှာပြောမပြတတ်လောက်တဲ့စကားလုံးများစွာအတိတ်ပဲတွေကများစွာပါတာသမီတွေကမြို့ကြီးပြကြီးတွေမှာပညာတော်သွားတင်တချို့တွေကြတော့အလောက်ကအခွင့်အလမ်းသွားရောက်ရှာကြဖြစ်ချင်ကြတဲ့ကဏ္ဍပေါင်းစုံကအခွင့်အလမ်းတွေကိုသွားရောက်ရှာဖွေကြတာပေါ့ပုံလေးတွေကမီးဖို့ကြောင့်ဟာငါတို့မင်းတို့ရဲ့ဘဝအစအစိတ်ပိုင်းတွေကတခုအပါဝင်ပါပဲမွေးဖွားလာပြီးနေအောင်လင်းအောင်မရှိရင်ဒီမီးဖို့ကြောင့်ပါပဲမီးကင်ရတယ်ရေနွေးချိုးဖို့နှိုးမုတ်ဘူးတောက်ဖို့အားလုံးပါတူတူနဲ့လူရင်းပြောရရင်ဒီအသက်အရွယ်ရောက်လာဖို့အတွက်ဒီမီးဖို့ကြောင့်လေးထဲမှာပဲကိုယ်ခန္ဓာအင်အားတွေကိုအစာပြုလာခဲ့ကြတာပါအချိန်တွေကြာမြင့်လာပေမဲ့မီးဖို့ကြောင့်လေးကမဲအိုနေတဲ့အိုးခွက်တွေနဲ့တည်ရှိနေစေပါငါတို့မင်းတို့ကိုလူလားမြောက်ပြိုးထောင်ပေးတဲ့အမေအိုကြီးလဲဒီမီးဖို့ကြောင့်နဲ့အတူရှင်တန်နေစေပါ